အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့မင်္ဂလာကို story help ခန်းနဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီညလေးမှာဆိုရင်တော့စာရေးသူတန်းထိုဦးရေးသားထားတဲ့ဝိညာဉ်နှင်းနှင်းသူဤကနဦးခြေလိုင်းအပိုင်းနဲ့ပရလောကဇလံလေးကိုတင်ဆက်ပေးခြင်းပါတယ်ဒီဇလံလေးဟာပရလောကဇလံရှေ့တပုတ်ဖြစ်တာကြောင့်နောက်ထပ်အပိုင်းအသစ်များအတွက်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးထားကြပါအောင်ခင်ဗျာကျွန်တော်အသက်ရှင်းပြည့်တဲ့နှစ်မှာအဖေနဲ့အမေကကျွန်တော်ကိုမြို့ပေါ်ကစာသင်ကျောင်းတစ်ခုမှာကျောင်းအပ်ခဲ့ကြတယ်ဗျာအဘိုးကတော့သဘောမတူချင်ဘူးလူအေးကတာမန်ကလေးတွေနဲ့ရောနေရင်သူ့ရဲ့အာယုံတွေရှုပ်ထွေးကုန်လိမ့်မယ်လို့အဘိုးကကန့်ကွက်ခဲ့တာဒါပေမဲ့အမေကတော့ကျွန်တော်ကိုတာမန်ကလေးတစ်ယောက်လိုပဲအကြည့်ပြင်းစေချင်တယ်ဒါကြောင့်ကျွန်တော်ကျောင်းဝတ်စုံစိမ့်ဖူလေးနဲ့ကျောင်းတက်ခဲ့ရတယ်ကျောင်းရောက်တော့ကျွန်တော်ပူပြီးစကားနဲသွားတယ်အတန်းတွေကကလေးတွေကစူညံနေကြပေမဲ့ကျွန်တော်ကတော့အတန်းထောင်ကပြင်ထင်းပေါက်ကနေအကင်ကိုပဲငေးကြည့်နေတတ်တယ်လူတွေမမြင်ရတဲ့အရာတွေကကျောင်းမှလည်းရှိနေတာပဲဗျာအထူးသဖြင့်ကျောင်းရဲ့အနောက်ဘက်ကရေကန်ဟောင်းကြီးနားမှာပေါ့အဲ့ဒီရေကန်ကြီးကအရန်နှက်ပြီးရေတွေကအမြဲတမ်းနောက်ကြီးနေတာဇာမတွေကအဲ့ဒီနားကိုဘယ်ကလေးမှမသွားဘူးတားမြစ်ခါတယ်တရက်မှာတော့ကျွန်တော်အတန်းထဲမှာထိုင်နေတော့ရေတင်းပေါ်အပြင်ဘက်ကနေလက်တစ်ဖက်ကကျွန်တော်ကိုလှမ်းခေါ်နေတာမြင်လိုက်ရတယ်အဲ့ဒီလက်ကဖြူးဖြော့ပြီးရေဆိုးနေတယ်အသားတွေကလည်းပုတ်ပွားနေသလိုပဲကျွန်တော်ကတော့မတုံမလုံးနဲ့ပဲအဲ့ဒီလက်ကိုစိုက်ကြည့်နေမိတယ်လူအေးဘာဒီငင်းနေတာလဲစောက်ထုတ်ဆန်းလူဆီယာမကဟောက်မှာပဲကျွန်တော်အတိပြန်ဝဲလာတော့တယ်။ကျောင်းမှာကျွန်တော်ကိုဘယ်သူမှကစားဖို့မလုပ်ကြဘူး။လူအေးကကြောက်စရာကြီးသူကတယောက်တည်းစကားပြောနေတာလို့ကလေးတွေကပြောကြတယ်။တကယ်တော့ကျွန်တော်ကတယောက်တည်းစကားပြောနေတာမဟုတ်ပါဘူး။ကျွန်တော်ဘေးမှာထိုင်နေတဲ့လွန်ခဲ့တဲ့10နှစ်ကဆုံးသွားတဲ့ကျောင်းသားလေးနဲ့စကားပြောနေတာပါ။အဲ့ဒီကျောင်းသားလေးကကျွန်တော်ကိုပြောပြတယ်။ရေကန်ထဲမှာတစ်ခုခုရှိတယ်။အဲ့ဒါကငါတို့ကိုဆွဲခေါ်နေတာတဲ့။အဘိုးတင်ပေးထားတဲ့စိတ်တည်ငြိမ်မှုကြောင့်ကျွန်တော်မကြောက်ပါဘူး။ဒါပေမဲ့ကျွန်တော်ရဲ့လက်ဖွားကဝိညာဉ်နေရင်အမှတ်သားကတော့ခဏခဏပူလာတတ်တယ်။အဲ့ဒီအမှတ်သားပူလာပြီဆိုရင်အနားမှာအန်ဒီရရှိတဲ့ဝိညာဉ်ဆိုးတစ်ခုခုရောက်နေပြီဆိုတာကျွန်တော်သိလိုက်ရပြီ။တညမှာတော့ကျောင်းမှာအာစရိယပူဇော်ပွဲအတွက်ပြင်ဆင်စရာရှိလို့ကျွန်တော်တို့တငယ်ချင်းအုပ်စုကျောင်းမှာညနေဆောင်ထိနေခဲ့ရတယ်။နေဝင်ကြီးတော့အချိန်ရောက်တော့ကျောင်းဝင်တစ်ခုလုံးကထူးဆန်းစွာတိတ်ဆိတ်သွားတယ်။လေထုထဲမှာရေညှိနှံ့လို့အနံ့ဆိုးတွေရလာတယ်။ဟေ့ကောင်လေးငါတို့ရေကန်ထဲမှာသွားဆော့ရအောင်လို့ကျောင်းထဲကလူမိုက်လေးကြော်ကြီးကအကြံပေးတယ်။ကျွန်တော်ကတားဖို့ကြိုးစားပေမဲ့လူအေးကကြောက်နေတာလားလာစမ်းပါဆိုပြီးကျွန်တော်ကိုအတင်းဆွဲခေါ်ထွက်ကြတယ်ရေကန်တန်းရောက်တော့ရေပင်ကငိန်တက်နေတယ်ဒါပေမဲ့ကျွန်တော်မျက်လုံးထဲမှာတော့ရေအောက်ထဲကနေမျက်လုံးနက်နက်ကြည့်တယ်အများကြီးကျွန်တော်တို့ကိုကြည့်နေတာမြင်နေရတယ်ရုတ်တရက်ကြော်ကြီးရဲ့ခြေထောက်ကိုရေထဲကနေစပင်းရှိရှိလက်တစ်ဖက်ကဖမ်းဆွဲလိုက်တယ်ကဲပါဦးငါ့ကိုတခုခုကဆွဲနေတယ်ကြော်ကြီးကအလန့်တကြားအော်ဟစ်နေပြီးရေထဲကိုတဖြည်းဖြည်းကျသွားတော့တယ်တခြားကလေးတွေကတော့ကြောက်လန့်တကြားနဲ့ထွက်ပြေးကုန်ကြပြီကျွန်တော်တယောက်ထဲမှာခြံခဲ့တာကျွန်တော်အထက်ကိုဝအောင်ရှူလိုက်တယ်ပြီးတော့ကြော်ကြီးစီကိုအပြေးသွားပြီးသူ့လက်ကိုအတင်းဆွဲထားလိုက်တယ်။ရေထဲကနေထွက်လာတဲ့ဝိညာဉ်ကတော့ရေနှံ့ဆုံးထားတဲ့မိန်းကလေးတစ်ယောက်ပဲ။သူမရဲ့မျက်နှာကအရေပြားကြီးကွာကျနေပြီးပါးစပ်ထဲကနေရေညှိပြီးထွက်နေတာ။ငါကလေးကိုပြန်ပေးငါကလေးကိုပြန်ပေးလို့သူမကအကွဲတဲ့အတန်းကြီးနဲ့អော်နေတယ်။ကျွန်တော်စိတ်ကိုတည်ငြိမ်အောင်ထားလိုက်တယ်။စိတ်ကိုအေးအေးထားလူအေးမင်းကလူအေးပဲလို့ကိုသတိပေးလိုက်တယ်။ကျွန်တော်ကြော်ကြီးရဲ့လက်ကိုလွှတ်လိုက်ပြီးကျွန်တော်ရဲ့ညာဘက်လက်ဖွားကိုရေထဲကဝိညာဉ်စီကိုချိန်လိုက်တယ်။ကျွန်တော်လက်ဖွားကနေရွှေကောင်အလင်းနှန်းနေတောက်ပါလာပြီးအဲ့ဒီအလင်းကရေကန်တစ်ခုလုံးကိုလွှမ်းသွားတော့တယ်ဝိညာဉ်ကအလဲနံကြုံအိုးဟစ်ပြီးကြော်ကြီးကိုလွတ်ပေးလိုက်ရတော့တယ်သူမကရေအောက်ထဲကိုတထွေးပြီးငုံသွားတော့တယ်ကြော်ကြီးကတော့မီးလဲသွားပြီကျွန်တော်သူ့ကိုကမ်းပေါ်ဆွဲတင်လိုက်ရတယ်ကျွန်တော်ရဲ့လက်ဖွားကတော့ပူလောင်နေတော့ပဲအဲ့ဒီချိန်မှာအဘိုးကကြောင်းဝင်းထဲကိုရောက်လာတယ်အဘိုးကကျွန်တော်ကိုကြည့်ပြီးဘာမှမပြောဘူးခေါင်းမဲညှုပ်ပြရတယ်အဘိုးကကြော်ကြီးကိုပြုစုပေးပြီးသူ့ရဲ့မတ်မိထန်တဲ့ကဒီဖြစ်ရက်ကိုဖျောက်ပစ်လိုက်တယ်တာမန်လူဒီကဒီလိုကိစ္စတွေကိုတီးဖို့မလိုအပ်လို့ပဲအိမ်ပြန်လာတော့အဘိုးကကျွန်တော်ကိုအခန်းလဲခေါ်ပြီးလူအေးမင်းဒီနေ့လောက်ကမှန်းတယ်ဒါပေမဲ့မင်းရဲ့ဆွမ်းအားကိုလူတွေရှေ့မှာအယမ်းမထုတ်ပြန်နဲ့မင်းရဲ့အမှန်သားကဝိညာဉ်တွေကိုနှိမ်နှင်းသလိုပို့ပြီးအင်အားကြီးတဲ့နတ်ဆူတွေကိုလည်းမင်းစီကိုခေါ်ဆောင်လာနိုင်တဲ့အဘိုးကကျွန်တော်ကိုနောက်ထပ်သင်ခန်းစာတစ်ခုသင်ပေးတယ်အဲ့ဒါကဝိညာဉ်ကာကွယ်ကြီးအဆောင်လုပ်နည်းပဲကျွန်တော်เจ้าမှာစကားပိုနေသွားတယ်ကြော်ကြီးကတော့ကျွန်တော်ကိုငင်းညကြောက်တယ်လို့ဖိနေပေမဲ့ဘာဖြစ်ခဲ့တယ်ဆိုတာ तू မမှတ်မိတော့ဘူးကျွန်တော်အတွက်တော့เจ้าဆိုတာစားသီးတဲ့နေရာတင်မဟုတ်တော့ဘူးပိတ်မိထားတဲ့ဝိညာဉ်တွေကိုကူညီပေးရမယ့်နေရာတစ်ခုဖြစ်လာတယ်ညနိုင်အဘိုးနဲ့အတူဂါထာတွေလေ့ကျင့်နေတဲ့ကျွန်တော်ရဲ့စွမ်းအားနည်းကတနေ့ထက်တနေ့ပိုပြီးရင်းကျက်လာတယ်ကျွန်တော်ရဲ့အသက်10နှစ်အရွယ်မှာတော့ကျွန်တော်ဟာဝိညာဉ်အနှိမ့်စာတွေကိုလက်ဖွားနဲ့နှိမ့်နေတဲ့အထိဖြစ်လာခဲ့ပြီဗျာဒါပေမဲ့ကျွန်တော်မတည်ခဲ့တာကတော့မျိုးပေါ်ကကြောင်းကြီးထဲမှာကျွန်တော်မနှိမ့်နေနိုင်သေးတဲ့ပိုပြီးကြောက်စရာကောင်းတဲ့ချိန်စာတစ်ခုရှိနေသေးတယ်ဆိုတာပါ